အရှိတကားနဲ့အနောက်တကားတောင်နဲ့မြောက်တကားတို့ကယူဇနာ1000ပါဝေးတယ်။လက်ပြည်ရဲ့အလယ်မှာယေဒနာ9ပါးနဲ့စီစစ်ထားတဲ့ယူဇနာ1000မြင့်နဲ့ဝေစီယနာပြသက်ကြီးတစ်ခုရှိတယ်။အဲဒီပြသက်ကြီးကိုယူဇနာ300မြင့်နဲ့တီးတခွန်တို့နဲ့ဝိုင်းရံထားလျက်ရှိတယ်။ဒါပြင်ယူဇနာ50ကျဲတဲ့နန္နာရှိကန်နဲ့နတ်တိပင်ပန်းမီတို့နဲ့ဝေစာတော်ယူဇနာ60ရှိတဲ့ဥယျာဉ်ကြီး9ခုတို့ကလည်းတာယာကြည်နူးပွေရှိပါတယ်။ဥယျာဉ်ကြီး9ခုနန္ဒဝန်ဥယျာဉ်မျိုးရဲ့အရှိတ်ယူဇနာ1000ကျဲလို့နတ်တို့နှစ်သက်စွာပျော်ပါးရာဥယျာဉ်တော်အရုတကဥယျာဉ်မျိုးရဲ့တောင်ဘက်ယူဇနာ900ကျဲပြီးအသက်အပျော်ရမကားတို့တောက်စားခါအတူရတို့အားကျင်းဝချင်းချောက်ရာဥယျာဉ်တော်စိတ်တလက်တာဥယျာဉ်မျိုးရဲ့အနောက်မျက်နှာယူဇနာ900ကျဲပြီးအာသာဝတီနွေနီနှစ်ပန်းဆွလန်းပျော်ပါမှုစမ်းကြဲတဲ့အဝတ်တစားရှင်ရထားတို့နဲ့ဝဲထွက်ရာဥ